အမျိုးသားကောင်းတစ်ယောက်ကိုဆုံးရှုံးဖို့အမြန်ဆုံးနည်းလမ်းကဖောက်ပြန်တာတစ်ခုတည်းမဟုတ်ပါဘူးရှင်တခါတလေသူ့ဘဝထဲမှာကိုကအေးချမ်းမှုမဟုတ်တော့ပဲဖိအားတစ်ခုဖြစ်လာတဲ့အခါမှာလေသူ့နှလုံးသားကတဖြည်းဖြည်းဝေးသွားတတ်ပါတယ်အမျိုးသားတစ်ယောက်ကအမြဲတမ်းပိုလာတဲ့မိန်းကလေးတစ်ယောက်ရှိလာလို့ထွက်သွားတာမဟုတ်ပါဘူးတခါတလေအပြင်လောကထက်အိမ်ထဲမှာပိုပင်ပန်းလာတဲ့အခါသူစိတ်ပိုင်းဆိုင်ရာအရာဝေးသွားတတ်တာပါအလုပ်ဖိအားတွေငွေကြေးတာဝန်တွေမိသားစုကိုထောက်ပံ့ရမယ့်ဝင်ထုတ်ဝင်ပိုးတွေနဲ့နေတိုင်းရင်ဆိုင်နေရတဲ့ပြဿနာတွေအမျိုးသားတစ်ယောက်မှလည်းပြောမပြတဲ့ပင်ပန်းမှုတွေအများကြီးရှိပါတယ်ရှင်သူအပြင်မှာတနေ့လုံးတင်းခံပြီးနောက်ပြန်လာခြင်းတဲ့နေရာကနောက်ထပ်စစ်ပွဲတစ်ခုမဖြစ်သင့်ပါဘူးအဲ့ဒီနေရာကသူအသက်ရှူနိုင်တဲ့နေရာညနေဖုံချနိုင်တဲ့နေရာငါတယောက်တည်းမဟုတ်ဘူးလို့ခံစားနိုင်တဲ့အေးချမ်းတဲ့နေရာဖြစ်သင့်ပါတယ်ပြီးတော့အဲ့ဒီအေးချမ်းမှုကိုသူ့ဘေးမှာရှိတဲ့မိန်းကလေးကပဲဖန်တီးပေးနိုင်တာပါရှင်ဒါပေမဲ့တချို့ဆက်ဆံရေးတွေမှာကျမတို့မိန်းကလေးတွေကကိုယ့်အမျိုးသားနဲ့အဖော်အဖက်လို့မနေတော့ပဲပြိုင်ဘက်လို့ဖြစ်လာတတ်ပါတယ်သူဆုံးဖြတ်ချက်ချတဲ့အခါနားလည်ဖို့မကြိုးစားပဲအမြဲဆန့်ကျင်တယ်ပြောတဲ့စကားတိုင်းကိုဆွေးနွေးတာမဟုတ်ပဲငင်းခုန်ပွဲလို့ပြောင်းပြတတ်ကြတယ်သူစူးစမ်းမှုကိုချီးကျူးတာထက်သူမလုပ်နိုင်သေးတဲ့အရာကိုပဲထပ်ခါတလဲလဲပြောတတ်ကြပါတယ်အဲ့ဒါကချစ်ချင်းမြတ်တာမဟုတ်ပါဘူးပင်ပန်းစီတဲ့ဆက်ဆံရေးပါရှင်အမျိုးသားတစ်ယောက်ကသူ့မိန်းမကို therapist တစ်ယောက်လိုအမေတစ်ယောက်လိုအမြဲဆုံးမပေးနေဖို့မလိုချင်ပါဘူးသူလိုချင်တာကသူ့ဘေးမှာတကယ်ရှိနေမဲ့မိန်းကလေးတစ်ယောက်ပါအပြင်လောကကကြမ်းတမ်းတဲ့အခါသူ့အတွက်နူးညံ့ပေးနိုင်တဲ့သူလူတိုင်းကအကျိုးရှိမှချင်းကပ်တဲ့အခါသူ့ကိုအမှန်တကယ်သစ္စာရှိပေးနိုင်တဲ့သူအရာအားလုံးအေးစက်နေတဲ့နေ့မှာသူ့ကိုနှွေးထွေးမှုတစ်ခုခံစားစေတဲ့သူမျိုးပါတကယ်တော့အိမ်တောင်ကြီးဆိုတာဘသူကအနိုင်ရဖို့တိုက်ခိုက်နေရတဲ့နေရာမဟုတ်ပါဘူးနှစ်ယောက်စလုံးအေးချမ်းဖို့တည်ဆောက်ရတဲ့နေရာပါရှင်ကျမတို့မိန်းကလေးတွေကအိမ်ကိုအေးချမ်းတဲ့နေရာတစ်ခုဖြစ်အောင်ဖန်တီးပေးနိုင်တဲ့အခါအမျိုးသားတစ်ယောက်ကအိမ်ပို့ပြန်ချင်လာပါတယ်စိတ်ပင်ပန်းတဲ့အခါကိုယ်စီပြန်လာချင်လာပြီးအပြင်မှာဘလောက်ပင်ပန်းအိမ်ရောက်ရင်အားပြန်ဖြည့်နိုင်တယ်လို့ခံစားလာရပါတယ်သူ့ကိုလိုအပ်တယ်လို့ခံစားစေပါလေးစားတယ်လို့ခံစားစေပါသူ့ကိုနေတိုင်းပြန်ရွေးချယ်နေတယ်ဆိုတာပြပပေးပါအမျိုးသားတစ်ယောက်ကအိမ်မှာသူ့ကိုတန်ဖိုးထားတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုရင်အပြင်ကအရာတွေကသူ့အတွက်အရေးမကြီးတော့ပါဘူးသူကမကြည့်နိုင်လို့မဟုတ်ပါဘူးသူ့မှာရှိပြီးသားအရာကပူတန်ဖို့ရှိနေလို့ပါရှင်သစ္စာရှိမှုဆိုတာစကားနဲ့ပြီးတဲ့ဂတိတစ်ခုတည်းမဟုတ်ပါဘူးငါဒီနေရာမှာအေးချမ်းတယ်ငါဒီလူနဲ့အိမ်ပြန်ချင်တယ်ငါဘဝထဲမှာ तू မရှိတာထက် तू ရှိတာကပိုကောင်းနေဆိုရဲခံစားချက်မျိုးကိုနေထိုင်ဖန်တီးပေးနိုင်ဖို့လိုအပ်ပါတယ်ရှင်ဒါပေမဲ့ဒီစကားတွေဟာမိန်းကလေးတစ်ယောက်တည်းကပဲအမြဲတမ်းပေးဆက်ရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးရှင်အမျိုးသားတစ်ယောက်ကလည်းကိုယ့်မိန်းကလေးကိုအေးချမ်းစေရမယ်နားလည်ပေးရမယ်လေးစားပေးရမယ်အိမ်ထဲမှာလုံခြုံတယ်လို့ခံစားစေရပါမယ်အချစ်ရေးမှာအေးချမ်းမှုဆိုတာတစ်ယောက်တည်းတာဝန်ယူရတဲ့အရာမဟုတ်ပဲနှစ်ယောက်စလုံးဖန်တီးရတဲ့အရာပါဒါပေမဲ့ကို့အမျိုးသားကတဖြည်းဖြည်းဝေးလာတယ်ဆိုရင်တခါလောက်ကိုပြန်မေးကြည့်ပါငါကသူ့ဘဝထဲမှာအေးချမ်းမှုတစ်ခုဖြစ်နေလားဒါမှမဟုတ်သူ့ဖိအားတွေထဲမှာနောက်ထပ်ဖိအားတစ်ခုဖြစ်နေလားသူအိမ်ပြန်လာတဲ့အခါအသက်ရှူနိုင်သလားဒါမှမဟုတ်နောက်ထပ်ပြဿနာတစ်ခုစတင်နေရသလားဆိုတာပါပဲအိမ်ဆိုတာပင်ပန်းမှုတွေထပ်တိုးတဲ့နေရာမဖြစ်သင့်ပဲနှလုံးသားအနားယူနိုင်တဲ့နေရာဖြစ်သင့်ရပါတယ်ရှင်ရှင်ကဒီစကားကိုသဘောတူလားရှင်အချစ်ရေးမှာအိမ်ဆိုတာနှစ်ယောက်စလုံးအတွက်အေးချမ်းတဲ့နေရာဖြစ်သင့်တယ်လို့ထင်လားဆိုတာကွန်မန့်မှာတွေ့အမြန်လေးရေးပေးခဲ့ပါဦးရှင်